Hello အားလုံးပဲမင်္ဂလာပါနော်ညီကိုတွေကျွန်တော်ကတော့ဒီနေ့မှာ Wiseback account တော့ရှိပြီပေါ့နော် profile မဖြစ်ရသေးဘူးဆိုရင်ကျွန်တော်ဘယ်လိုဖြစ်ရမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် menu ကိုနှိပ်မယ်နော်ပြီးလို့ရှိရင်ဟိုအထက်မှာ ID ရဲ့ဘေးက icon လေးကိုနှိပ်မယ်နော်Enter detail ဆိုတာတစ်ချက်နှိပ်ပါမယ်first name မှာကျွန်တော်ရဲ့နာမည်ရဲ့ပထမဆုံးနာမည်ကိုထည့်ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကနေလို့ထည့်လိုက်ပါမယ် Okay sure name မှာကျတော့နောက်ကနှလုံးထည့်မယ်နော် Okay ပြီးလို့ရှိရင်ဒီအဲ့ဒီကွက်မှာတော့ထည့်စရာမလိုဘူးပေါ့နော်အောက်က date of space မှာ click လိုက်ပါမယ်Okay ဒီမှာကျွန်တော်2008ဆိုတာလေးကိုနှိပ်မှာဖြစ်ပါတယ်ခုနှစ်ရွေးရမယ်ပေါ့နော်ကျွန်တော်1999ရွေးလိုက်ပါတယ်ပေါ့နော်ဒီလရွေးရမယ်နော် Okay ဖေဖော်ဝါရီ21 Okay နှိပ်ပါမယ်ဒီအောက်မှာ place of ဘက်မှာနှိပ်မယ်ပေါ့နော်အဲ့ဒီမှာတော့မြန်မာပြည်မှာနေတဲ့မြို့ကိုထည့်ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့ကြောက်ပြောင်းမှာနေတယ်ဆိုတော့ကြောက်ပြောင်းလိုပဲထည့်မှာဖြစ်ပါတယ်ဒီကိုတော့ရန်ကုန်ဆိုရင်ရန်ကုန်မန္တလေးဆိုမန္တလေးထည့်ရမှာဖြစ်ပါတယ်ပေါ့နော် Okay region ရွေးမယ်ပေါ့နော်ကျွန်တော်ကဒီဘန်ကောက်မှာလောဆယ်ဘန်ကောက်မှာနေဆိုဘန်ကောက်ကိုရွေးမှာဖြစ်ပါတယ်ထိုင်းဘက်နဲ့လှုပ်ထားတာဖြစ်လို့ပေါ့နော် Okay ပြီးလို့ရှိရင် city ကိုနှိပ်မယ်နော် city မှာကျွန်တော်ပထုံဌာနီမှာနေတာဆိုပထုံဌာနီလို့ရွေးပါမယ် Okay အောက်ကလိပ်စာမှာကျွန်တော်ဒီဆွဲတစ်တွေဆွဲနှစ်တွေပဲလမ်းမှာနေဆိုတာမရေးတက်လို့ရှိရင်ပထုံဌာနီလို့ပဲရေးထားလိုက်မယ်ပေါ့နော် Okay ပါdocument တိုင်းမှာကျတော့ကျွန်တော်တို့ကဒီ national ID card ဆိုရင်မှတ်ပုံတင်ပေါ့နော် Thai passport ဆိုလို့ရှိရင် passport ပေါ့နော်ကျွန်တော်ကတော့ ID card ကိုရွေးမှာဖြစ်ပါတယ် Okay document number မှာကျတော့ဒီbus အမှုနံပါတ်ထည့်ရမှာပေါ့နော်ကျွန်တော်ကတော့ဒါပုံထည့်ပြထားပြပါတယ်ပေါ့နော်ညီကိုတို့ကတော့ညီကိုတို့မှတ်ပုံတင်တွေကကိုထည့်ပြရမှာဖြစ်ပါတယ်ပေါ့နော်အောက်ကဒီ date of issue မှာကျတော့မှတ်ပုံတင်ထုတ်ပေးတဲ့ခုနှစ်ကိုရွေးပေးရမှာဖြစ်ပါတယ်ပေါ့နော် Okayကျွန်တော်ဒီ2019မှာရိုက်ထားတာဆိုတော့2019ပေါ့နော် Okay အောက်တိုဘာလ20ဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်အောက်က AC ပိုင်းမှာကျတော့မြန်မာလို့ရိုက်ထည့်မှာဖြစ်ပါတယ်passport ဆိုတော့ဒီ Thai မှာလုပ်တယ်ဆိုတော့ Thailand လို့ရိုက်ရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်စေကိုနေမယ်နော်Okay ဒီလိုမျိုးလေးဖြစ်ပြီဆိုရင်ဒီကိုရဲ့ account ကprofile ချက်လက်တွေကုန်ဖြည့်ပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်ငွေထုတ်ယူလို့ရပါပြီပေါ့နော်တစ်ခါဖြည့်ထားရုံနဲ့ရပါပြီပေါ့နော်